ငါကဘာလို့လဲနေသိလားဟုတ်ကဲ့ဆရာနေကဘူကြိုကြီးမင်းအောင်လဲဆိုတာကျွန်တော်သိပါတယ်နေကမဆုံးပါဘူးနေငါကိုမြင်တာကြီးတော့နေသိတယ်ဆိုရင်မင်းမဆုံးငါခေါ်နေတာကမေကမခွေးလားငါခေါ်နေတာကမော်ခွေးမေကမော်ခွေးလားဟုတ်ကဲ့ဆရာငါကမော်ခွေးပါပဲဟုတ်ကဲ့ဘူကျုပ်ငါကမော်ခွေးပါပဲအေးမေကမော်ခွေးဖြည့်မယ်ဆိုငါခန်းစရာစီတယ်မင်းအခုမေတက်ခွေမှုဖြည့်နေတော့မင်းကဟိုဒီနေမှာဖွာရမယ်ပြီးတော့ကြေးလူမျိုးဘယ်ဖြစ်ကြေးစိတ်သားပဲဖြစ်တွေ့ရဆိုရင်အကူစားလိုက်ကြားဟုတ်ကဲ့ဆရာဒါပေမဲ့မော်ခွေးကမသွားရဘူးမဖြစ်လဲဆိုတော့လူသွားတယ်စိတ်သားအများကြီးသွားပြီးဆိုရင်ပြန်မလာတော့ဘူးများတယ်ဆရာရဲ့ကျွန်တော်တော့ဒါကြောင့်မို့ကျွန်တော်သွားလို့မရဘူးမသွားလို့မရဘူးလားဆရာ No မင်းမသွားလို့မရဘူးမင်းသွားကိုသွားရမှာဘာဖြစ်လဲဆိုတော့အခုကငါတို့စစ်သားနဲလာမင်းမသွားဆိုရင်လူမရှိတော့သွားကိုသွားရမှာဟုတ်ကဲ့ဆရာကြီးမသွားလို့မရဘူးဆိုရင်လေသွားရမှာပေါ့နော်ဒါပေမဲ့ဆရာကြီးရဲ့ကျွန်တော်ကမင်္ဂလာဆောတော့မှမကြသေးဘူးမိမဘေးတော့မှမအေးရပြီဘူးသွားမယ်ဆိုရင်တော့ကျွန်တော်ပြန်မလာခဲ့တဲ့အန်ဟိုနေလေအခြေအနေများပါတယ်ဒါကြောင့်မလို့ကျွန်တော်သွားပြီးပြန်မလာဘူးဆိုရင်ငါကူစားကိုငါမိမကိုကြည့်ပြပါနော်ဆရာစိတ်မပူနဲ့ငါဆိုဒီကလူများမင်းမဆိုအကိုလိုကြည့်ပေးမယ်မင်းမပြလာဘူးဆိုရင်မင်းမငါကြည့်မယ်ငါစောပေးမယ်ဘာမှမပူနဲ့မင်းမငါမင်းမတလုံးငါထားမယ်နေသွားရတဲ့နေရာကိုသွားငါခဲတဲ့တလို့လုတ်ငါလုတ်တယ်လို့မလုတ်နဲ့ကြားလားဟုတ်ကဲ့ပါဆရာကြီးငါမသွားဘူးမဖြစ်ဆိုရင်လေသွားရမယ်လေနေကတီပါစေနော်ငါမင်းမကိုငါမပြန်လာဘူးဆိုရင်တော့ငါမင်းမကိုကြည့်ပေးနော်ငါကစကားတခုပဲနှခုံးမပြောမင်းမပြန်လာဘူးစေမင်းမငါမင်းမသဘောထားလိုက်သွားဆရာမသိလို့ကျွန်တော်မေးပြရစီနော်ဆရာမျက်နှာနဲ့တပည့်မျက်နှာတူတယ်နော်တူရမှာပေါ့ဆရာမျက်နှာနဲ့မင်းမျက်နှာကတူရမှာခွေးတူပဲဟုတ်ကဲ့ဆရာသွားပါမယ်တပည့်သွားပါမယ်နော်